အားလုံးပဲမင်္ဂလာပါရှင် Sunflower Audio Book Collection ရဲ့ပရိသတ်များကိုနှွေးထွေးစွာနဲ့ကြိုဆိုလိုက်ပါတယ်ရှင်ဒီ channel လေးကိုဖန်တီးရတဲ့ရွယ်ချက်ကတော့စာဖတ်ချင်ပေမဲ့အချိန်မလုံလောက်သူများနားဆင်ရင်ဗဟုသုတတိုးချင်သူများစိတ်အေးချမ်းဖို့အတန်တိတ်အနားယူချင်သူများအတွက်စာအုပ်ကောင်းများကိုအတန်ဖိုင်အနေနဲ့တင်ဆက်ပေးဖို့ပဲဖြစ်ပါတယ်ရှင်ဒီ channel မှာတင်ရရှိနိုင်မဲ့စာအုပ်မျိုးစားတွေကတော့အသိပညာတိုးဖို့ဗဟုသုတတွေဖြည့်ဖို့အတွက်ဗဟုသုတနဲ့ပတ်သက်တဲ့စာအုပ်များမိမိအတွင်းစိတ်ဆွမ်းအားတွေကိုရှာဖွေနိုင်ဖို့စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေးစာအုပ်များစိတ်အားထက်သန်စေမဲ့စာပေရတာနဲ့စိတ်ကူးရင်ဝိထုတိုဝိထုရှိများစိတ်နဲ့မောပန်းခြင်းမှာလွတ်မြောက်နိုင်ဖို့အတွက်စိတ်အေးချမ်းစွာနားဆင်နိုင်တဲ့စာအုပ်များကို Sunflower Audio Book Collection မှာစာအုပ်တအုပ်ပြီးတအုပ်ကိုအသစ်တွေအမြဲတမ်းထပ်တင်နေမှာမို့လို့အချိန်နဲ့တပြေးညီသိရှိနိုင်ရတဲ့အတွက် Subscribe လုပ်ပေးဖို့မမေ့ချနဲ့နော်notification ခေါင်းလောင်းလေးကိုနှိပ်ပေးထားရင်လည်းစာအုပ်အသစ်တွေတင်တိုင်းမှာအချိန်နဲ့တပြေးညီသိရှိနိုင်ပါတယ်ရှင်။နေကြပွဲနဲ့အတူစာအုပ်တအုပ်စီကဗဟုသုတဖွင့်လှစ်ပေးမဲ့ခရီးစဉ်ကိုအတူတူပဲစတင်လိုက်ကြရအောင်နော်။